အားလုံးပဲမင်္ဂလာပါထုံးစံလေးတိုင်းပဲကျွန်တော် show channel ကနေပြီးတော့ကျွန်တော်ရဲ့ကိုယ်တွေမတွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အားလုံးပဲ channel ထဲမှာရှိနေကြတဲ့ကျွန်တော်ရဲ့ကိုယ်တွေမတွေအားလုံးပဲတူတယောက်မကြံဒီလိုဖန်တီးတဲ့ကိုဝင်ရောက်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်ဘက်ကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးပဲလူကောင်းကိုယ်တွေမတွေအားလုံးရောလူသစ်ကိုယ်တွေမတွေအားလုံးရောတယောက်တယောက်မကြံ9ရက်သားသမီးများပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့အားလုံးပဲပြည့်စုံနိုင်ကြပါစေလူနေသောအရာလေးတွေလိုအပ်နေသောအရာလေးတွေအားလုံးပဲအမြန်ဆုံးပြည့်ပါစေလို့ဥသောပထမကျွန်တော်ရဲ့ channel လေးကနေပြီးတော့ကိုကိုတွေမားတွေအားလုံးတို့ကိုစုမကောင်းလေးတောင်းပေးလိုက်ပါတယ်ကဲအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါပဲဒီလိုဖိုင်လေးရဆိုရင်ဒါကျွန်တော်တို့မနက်ဖြန်6ရက်တလ2026ကျွန်တော်တို့အင်္ဂါနေ့12နာရီ10မိနစ်အတွက်ကိုအဓိကထားပြီးတော့ထိုးရမယ်ကျွန်တော်တို့ main တက်ကွက်ကောင်းတွေလုံးပိုင်လေးတွေเนาะကီးလေးတွေစသည်ဖြင့်အားလုံးကိုလာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ကျွန်တော်ရဲ့ကိုယ်တွေမတွေအားလုံးကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုခုမှမြင်လို့ဝင်ရောက်လာတာပဲဖြစ်ဖြစ်ကျွန်တော်အများနဲ့အားပေးလို့ဝင်လာတာပဲဖြစ်ဖြစ်စိတ်ဝင်စားလို့ဝင်လာတာပဲဖြစ်ဖြစ်ဘလို့ကြောင့်နဲ့ပဲဖြစ်ဖြစ်ပါဒီဗီဒီယိုဖိုင်လေးဒီဒါအချိန်လေး3မိနစ်4မိနစ်လောက်ပဲကြာတာဖြစ်တဲ့အတွက်ဗီဒီယိုဖိုင်လေးကိုမကြော်မေဖဲနဲ့အစနဲ့အဆုံးလေးတခြားလေးကြည့်သွားပြီเนาะဒီလိုဖိုင်လေးကြည့်ချင်းအဖြစ်ကျွန်တော်ရဲ့ကိုယ်အမြင်အားလုံးအတွက်ဘလို့ကျိုးကျေးဇူးတွေဘလို့ကျိုးမြတ်တွေရမှာလဲဆိုတော့ကျွန်တော်မနေ့ကမှအဓိကထားပြီးတော့ထိုးရမယ်เนาะ main တကွက်ကောင်းစိုက်သဖြင့်အားလုံးပဲရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့ဒါကျွန်တော်နေလေးမကောင်းလို့เนาะမတင်မေးဖြစ်လိုက်ဘူးเนาะမတင်မေးဖြစ်လိုက်ဘူးကျွန်တော်ဒီနေ့မှလာရောက်ပြီးတင်မေးတာဖြစ်ပါတယ်ကဲအားလုံးပဲကျွန်တော်အခုကဏ္ဍလေးတွေမခေါ်ပေးခင်လေးမှာเนาะကဏ္ဍလေးတွေကိုလာပြီးတော့အစော့မယ်ယုံကြည်နဲ့လာပြီးကစားမယ်ဆိုတဲ့ကိုကိုတွေမတွေအားလုံးပဲအားလုံးပဲအစင်းသေးပြင်ထားပေးပါเนาะ line မစောတဲ့အကိုတွေမတွေအားလုံးကတော့ဒီလိုဘာလေးရနေထွက်သွားနိုင်ပါတယ်ကျွန်တော်ခုမျှဝေပေးမဲ့ခဏန်းတွေအားလုံးကိုကျွန်တော်ရဲ့ကိုယ်အများအားလုံးကိုပြောချင်တာကျွန်တော်ခုမျှဝေပေးမဲ့ခဏန်းတွေဒီကိုကိုတွေမတွေအားလုံးအတွက်တထောင်းတနေရနေဒစိတစ်ပိုင်းအသုံးတဲ့လေထင်မှယူပြီးတော့သုံးပါအကြိုက်တူဝါသနာတူမှလိုက်ပြီးတော့ကစားပါလို့ကျွန်တော်ပြောချင်ပါတယ်အကြိုက်တူဝါသနာမတူရင်လိုက်ပြီးတော့မကစားပါနဲ့ဒီခဏန်းတွေဒီလုံးဝတေချာပေါက်ထွက်မယ်ပေါင်ပြီးတော့ထိုးပါတရားပေါင်ပြီးထိုးပါလို့ကျွန်တော်မပြောဘူးเนาะကိုကိုမများအားလုံးကငွေနဲ့ရင်းရတာဖြစ်တဲ့အတွက်စဉ်းစားပါချင်းချင်းပါเนาะကျွန်တော်ဘက်ကတော့အကောင်းဆုံးကြိုးစားပေးထားတယ်ယုံကြည်နဲ့လိုက်ဆောင်ရင်အဆင်ပြေမယ်ကျွန်တော်ဘက်ကတော့အလားတူပဲပြောနိုင်တယ်ကျွန်တော်စကားရတော့ရှူဝေးမပြောတော့ဘူးကျွန်တော်အခုကဏ္ဍလေးတွေမခေါ်ပေးကလေးမှာ channel လေးကို subscribe လေးမနှိပ်ရသေးတဲ့ကိုတွေမတွေအားလုံးက channel လေးကို subscribe လေးနှိပ်ထားပါ like လက်မလေးတွေထောင်ထားမယ်ကျွန်တော်တို့ဘာမှလုပ်ပေးဖို့မလိုဘူးဘယ်လောက်မှလည်းပို့ထုတ်ပေးဖို့မလိုပါဘူးဒီလိုဖိုင်လေးကိုကိုလိုပဲမြင်ကိုလိုပဲတွေ့နိုင်တဲ့နေရာလေးတွေမှာလက်မိသလောက်ကလေးတွေမျှဝေပြီးတော့မှကြည့်ပေးပါအထူးသဖြင့်ကျွန်တော်တို့တူးတွေနဲ့သက်ဆိုင်သောနေရာလေးတွေမှာအားလုံးပဲမျှဝေပြီးတော့မှကြည့်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်เนาะအဲ့ဒါလေးတွေလုပ်ဖို့အဆင်မပြေဘူးဆိုတဲ့ကိုတွေမတွေအားလုံးကလက်မလေးတွေဝန်လာနေဗျာတယောက်ချင်းစီတိုင်းလက်မလေးတွေထောင်းတာကိုရုံးမတို့ပေးတဲ့ line လက်မလေးတယောက်တစ်ချက်စီဒါကျွန်တော်တို့အားကြီးလက်ပါပဲเนาะဒီအဲ့တော့ကျွန်တော်တို့ကဏ္ဍလေးတွေခေါ်ပေးမယ်เนาะမမှတ်မိဆိုတဲ့ကိုတွေမတွေအားလုံးပဲဘေးနားမှာစာရွက်ကလေးနဲ့ဘောပင်လေးနဲ့ယူထားပေးပါကျွန်တော်မနေ့က6ရက်တလ2000เนาะ26ကျွန်တော်အင်္ဂါနေ့12နာရီ10မိနစ်အတွက်ကျွန်တော်ပတ်သီးအနေနဲ့ကျွန်တော်38ပတ်သီးကိုရွေးထုတ်ထားပါတယ်3ကြိုက်တဲ့အကိုတွေမတွေအားလုံးပဲ3ပတ်သီးကိုပတ်နိုင်ပါတယ်8ကိုကြိုက်တဲ့အကိုတွေမတွေအားလုံးပဲ8ပတ်သီးကိုပတ်နိုင်ပါတယ်ပတ်သီးကိုနှလုံးလုံးပတ်ဖို့ကျွန်တော်မပြောဘူးเนาะ3ကြိုက်ရင်3ပတ်ပါ8ကြိုက်ရင်8ပတ်ပါကျွန်တော်အကြိုက်ဆုံးပတ်သီးတစ်လုံးပြန်ပြီးတော့ရွေးထုတ်ပေးမယ်เนาะပြီးတော့မှ3နဲ့ပတ်သက်ရင်36က3ခွန်ရင်39ရเนาะ36 3ခွန်39ကျွန်တော်8နဲ့ပတ်သက်ရင်84ရ82က89ရ8နဲ့ပတ်သက်ရင်84 89 82ပါကဏ္ဍကတော့အကုန်လုံး8ကွက်တော့ရှိတယ်เนาะဒါဒီကဏ္ဍလေး8ကွက်ကဒါပတ်သီးမပတ်နိုင်ဆိုတဲ့ကိုတွေမတွေအားလုံးကဒီကဏ္ဍလေး8ကွက်ကိုအဓိကထားပြီးတော့ထိုးပါကဏ္ဍ8ကွက်ကလည်းများနေတယ်ဆိုရင်ကျွန်တော်အဓိကထိုးရမယ့်ကွက်ကောင်းလေးတွေပြန်ပြီးတော့ရွေးထုတ်ပေးမယ်เนาะပတ်သီးပတ်နိုင်တဲ့အကိုတွေမတွေအားလုံးအတွက်ကျွန်တော်နောက်ဖက်မှာ8ဖိုင်ကိုကြိုက်ပါတယ်เนาะပတ်သီးအနေနဲ့8ဖိုင်ကိုကြိုက်တယ်ဒါကျွန်တော်ကြိုက်ကိုပြောတာအကိုတို့မတို့3ကြိုက်တယ်ဆိုရင်3ပတ်လို့ရပါတယ်เนาะ3နဲ့ပတ်သက်ရင်ကျွန်တော်30ဆိုတဲ့ခဏန်းစီတစ်ခွက်ကောင်းပါเนาะတစ်ခွက်ကောင်းကြိုက်နေတဲ့ကိုတွေမတွေအားလုံးပဲ3နဲ့ပတ်သက်ရင်30တစ်ခွက်ကောင်းပါ8နဲ့ပတ်သက်ရင်80ဆိုတော့8နဲ့ပတ်သက်ရင်80ဆိုတဲ့ခဏန်းလေးစီတစ်ခွက်ကောင်းပါเนาะ8နဲ့ပတ်သက်ရင်80 3နဲ့ပတ်သက်ရင်30 80ကတော့ပထမ main ပေါ့ဗျာเนาะ30ကတော့ဒုတိယ main ပါဟိုခဏန်းလေးတွေကအကိုတို့မတို့အဓိကအကြိုက်ဆုံးကဏ္ဍဖြစ်မယ်ဆိုရင်တင်ပြီးတော့ထိုးလို့ရပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးရောဒီလောက်ပါပဲကျွန်တော်အခုမျှဝေပေးခဲ့တဲ့ကဏ္ဍလေးတွေအားလုံးနဲ့နောက်ဖက်အင်္ဂါနေ့12နာရီ10မိနစ်မှာအားလုံးပဲအဆင်ပြေကြပါစေအားလုံးပဲပေါက်ကြပါစေเนาะဒိုင်နီစီမှာတော်ရောက်ပြီးတော့ငွေထုတ်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခုလိုမျိုးဝင်ရောက်အားပေးတဲ့အကူမများအားလုံးပဲတယောက်ချင်းစီတိုင်းဇေယျတုတ္တပမင်္ဂလာပေါင်းနဲ့အားလုံးပဲပြည့်စုံနိုင်ကြပါစေကျွန်တော်ဒီဖိုင်လေးတဲ့အားနေဒီနားကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်အားလုံးပဲတက်တာပါ